စုသူထေးမလေးကျေးဇူးတွေအရမ်းများပါတယ်တထေးမလေးတာမရှိရင်ကျွန်တော်တို့ဒီအခြေအနေအထိရောက်လာမှာမဟုတ်ဘူးပါဇက်ကနေကျေးဇူးတင်နေတာထက်လက်တွေ့တစ်ခုခုလုပ်ပြပါလားအိုးအိမ်စာလုပ်เสียတပုတ်ကြံသေးတာတတိယသွားပြီးအပေါ်တက်တော့မယ်ရှင်တို့နှစ်ယောက်လွတ်လွတ်လပ်လပ်တာစကားပြောကြတော့ညီမလေးကနေရာဖက်ပေးဖို့အမြန်ပြေးတက်သွားပြီးလှေကားပေါ်ကနေချောင်းကြည့်နေတယ်ကောင်းလေးလဲဘာလို့ရမှန်းမသိပဲအမြန်ပဲဟူလာထန်ဟင်းရီပူပူလေးတစ်ပွဲသွားချက်ပေးလိုက်တယ်အကိုရှင်ကတကယ်တစ်တုံကြီးပဲဒေါသထွက်เสียကောင်းလိုက်တာညနေနေပြီဆိုတော့ပတ်ဝန်းကျင်ကဆိုင်တွေလဲပိတ်ကုန်ပြီးဒီဟင်းရီလေးပဲတောက်လိုက်ပါဗျာဟင်းရီကိုခတ်တောက်လိုက်တာနဲ့တထေးမလေးမျက်နှာပေါ်မှာအပြုံးတွေဝေစားသွားတယ်ဘလို့နေလဲအရသာရှိရလားအရန်ကောင်းတာပေါ့လူပြည်ကအရသာအစ်စ်ပဲရှင်းလက်ရာကဟင်းချက်ပညာကိုလက်ဆင့်ကမ်းရုံတင်မကဘူးလူတွေရဲ့စိတ်နှလုံးကိုပါကူစားပေးနိုင်တယ်ခမားလိုတောင်ပေါ်ကတမိုးကြီးအစားအစာတွေကြီးစားနေကြလူကကျွန်တော်ရဲ့ရိုးရိုးဟင်းရီလေးကိုအထင်သေးမလားလို့စိတ်ပူနေတာကျမမျက်လုံးထဲမှာတော့ဒါကတာမန်ဟင်းရီတစ်ပွဲမဟုတ်တော့ဘူးမြို့ပြရဲ့ရိုးရာရင်ကျေးမှုနဲ့တာမန်မိသားစုတွေရဲ့အနှွေးထွေးဆုံးပျော်ရွှင်မှုတွေပါနေတဲ့ရှင်ကအဲ့ဒါကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးနိုင်တဲ့သူမို့လို့အားလုံးရဲ့အတိမတ်ပြတာကိုခံရတာပေါ့ဒီအချိန်အပြင်ဘက်မှန်တကားကနေကပ်ပြီးချောင်းကြည့်နေတဲ့ညီမလေးကအားမလို့အားမရဖြစ်နေကြတယ်မင်းပြောတာမှန်တယ်ငါလဲကြည့်နေရင်ရင်မောလာပြီဥက္ကဋ္ဌကြီးဘလို့လို့ဒီရောက်နေတာလဲငါမြင်မလေးရဲ့ဘဝအတွက်စိတ်ပူလို့လာကြည့်တာလေဒီကောင်လေးကတာမန်အချိန်ဆိုတွက်နေပြီးအရေးကြီးအချိန်ကြမှာဘာလို့သွားတုံးနေရတာလဲမနှက်ဖြန်တထေးမလေးအားလာဟင်ကျွန်တော်အပြင်ခေါ်သွားခြင်းလို့ပါအိုဒါဒိတ်လောက်တာလားမဟုတ်ပါဘူးညီမလေးလဲပါမှာပါအတူတူသွားလဲကြမလို့ပါအဲ့ဒီအချိန်တကားကိုဖွင့်ချပြီးညီမလေးဝင်လာတယ်အကိုရှင်တကယ်တုံးကြီးပဲဘသူကလိုက်ချင်လို့လဲသမီးတို့ကအနှောက်အယှက်မပေးပါဘူးတထေးမလေးမမအကိုကမမကိုတကယ်သဘောကျနေတာအမြဲတမ်းမမအကြောင်းပဲပြောနေတာမမကလက်သမီးလေးလူပြည်စင်းလာတယ်လို့ပဲတဲ့ဒီနေ့အတွက်ကိုသူ့ရဲ့တော်ကြကလေးကပြင်ဆင်နေတာဥက္ကဋ္ဌကြီးကလည်းဝင်ပြောတယ်ငါမြင်မလေးကလည်းမင်းကိုသဘောကျနေတာကွာနေ့တိုင်းဒီဆိုင်လေးကိုလာနေတာဟင်းရီတောက်ချင်လို့တက်တက်ပဲထင်နေလားကြိုက်ရင်လဲပွန့်ပွန့်လင်းလင်းပြောလေကွာငါတို့အဖိုးအိုတွေကမင်းတို့လူငယ်တွေအချိန်ဆွဲနေတာကြည့်ပြီးစိတ်မရှိတော့ဘူးဘာတွေလျှောက်ပြောနေကြတာလဲမသိဘူးမခေါ်တော့ဘူးရှက်ကိုရှက်ကန်းနဲ့တထေးမလေးဆိုင်ထဲကနေအမြန်ထွက်သွားတော့ညီမလေးကဝင်တွန်းရတော့တယ်ကောင်လေးလဲလမ်းမပေါ်အထိအမြန်ပြေးလိုက်သွားပြီးလှမ်းခေါ်လိုက်တယ်စုသူထေးမလေးခဏလေးသူတို့ကစားနောက်နေကြတာပါစိတ်မဆိုးပါနဲ့ကျမကိုဖြေညီမလေးခုနကပြောတဲ့စကားကတကယ်လားတကယ်ပါကျွန်တော်အခက်ခဲဖြစ်ရဆုံးအချိန်မှာခမည်းကရောက်လာပေးတာတထေးမလေးကကျွန်တော်ဘဝရဲ့အလင်းရောင်ပါပဲဒါပေမဲ့ကျွန်တော်ကဘွဲတော်မရသေးတဲ့စဖို့မှုပေါက်စလေးတထေးမလေးကစုကရီရဲ့ CEO စီးပွားရေးဘာရကူဘွဲရကြီးဆိုတော့ဘလို့လို့ရဲဝင်ပါမလဲမနှက်ဖြန်ကျမအားတဲ့အပြင်သွားကြမယ်ကျမတို့နှစ်ယောက်တည်းပဲဟိုအနောက်ရှက်တွေကိုမခေါ်ဘူးနောက်တနေ့မနက်မှာတော့လင်းချန်လို့ဆိုင်ရှိမှာဆိုင်ရှင်မင်္ဂလာကိစ္စရှိ၍တရက်ပိတ်ပါတီဆိုတဲ့စာတန်းလေးကတ်ထားတယ်ဆိုင်လာစားတဲ့ဧည့်သည်တွေကစိတ်ပြက်လက်ပြက်နဲ့ပြန်လှည့်ရတော့မယ့်အချိန်နင်းနှချင်းဆိုင်ကဖူမန်ကဲဆိုင်ပိုင်ရှင်အတော်သုံးအပြေးလွှတ်ထွက်လာတယ်မင်းတို့ဘာလာဆောင်နေတာလဲဟိုဘက်ဆိုင်မတော့ရလဲငါတို့ဖူမန်ကဲကိုလာစားကြပါငါတို့ကမီရှယ်လင်စဖို့မှုလက်ရအရသာကအစတရာပိုကောင်းတယ်သွားစမ်းပါခမားတို့ဆိုင်ကဟိုတလောကတင်အွန်လိုင်းဆယ်လီကိုငါပြီးဟိုဘက်ဆိုင်ကိုတွားရိုက်ခိုင်းထားတာလေစိတ်ထားမကောင်းတဲ့ဆိုင်ကအစားအစာကိုအလကားကျွေးတော်မစားဘူးအားလုံးပြန်ကြဆိုမနှက်ပြန်မှာဟိုဘက်ဆိုင်စောစောလာတန်းစီမယ်ဖူမန်ကဲဆိုင်ထဲမှာလဲဝန်ထမ်းတွေကလာစားမရလို့မန်နေဂျာနဲ့စဖို့မှုတွေအုံကြွနေကြပြီမင်းတို့ကများပုံကန်ကျင်နေကြတာလားငါတို့မပြိုလဲသေးဘူးနော်အမွေလာလူနေကြပြီလားဟုတ်တယ်နင်တို့ကငါတို့ကြွေးရစားပြီးငါတို့ဆိုင်လေးနင်းနဲ့ရောင်းပါတာနဲ့ထွက်ပြေးချင်နေကြတဲ့ကျေးဇူးကန်းတဲ့ကောင်တွေမလုံနိုင်တော့ဘူးလာစားဖြတ်တဲ့တထေးစီမှာဘသူကဆက်လုပ်ချင်မှလဲအားလုံးသွားမယ်အလုသမားယုံကိုသွားတိုင်ကြမယ်ကျွန်တော်တို့ဘက်ကဥပဒေရှိတယ်ဟိကောင်တွေသွားမယ်အကုန်ထွက်သွားကြစမ်းမင်းတို့မရှိလဲငါတို့ဖူမန်ကဲဆိုင်ကပုံမှန်အတိုင်းဆက်ဖွင့်လို့ရတယ်ဝန်ထမ်းတွေထွက်သွားတာနဲ့တပြိုင်နက်လူမိုက်ကောင်းဆောင်ကြားကြီးရောက်လာပြီးအကျွေးစာချုပ်ကိုပြပြလိုက်တယ်မိုးမကြားကြီးရဲ့ကျွန်တော်တို့စီမှာတကယ်ပတ်စံမရှိတော့လို့ပါနောက်ထပ်ရက်နည်းနည်းလောက်အချိန်ဆိုင်ပေးပါဗျာလက်ပါဖို့တော့မစင်းစားနဲ့နော်ဒီမှာ CCTV တွေရှိတယ်ရဲတိုင်လိုက်မှာအေးဆေးပါငါတို့ကယဉ်ကျေးတဲ့သူတွေပါတိုင်စရာရှိရင်သွားတိုင်လိုက်လေမင်းတို့အကျွေးအတွက်ငါတို့ကုမ္ပဏီကရှိနေတဲ့စကားပြောပြီးတရားရုံးကနေလေလံပစ်တဲ့အဆင့်ကိုသွားမယ်မင်းတို့ဆိုင်ကိုငါတို့မဖြတ်ဘူးဘာလို့လဲဆိုတော့မကြခင်ဒါကငါတို့ကုမ္ပဏီပိုင်းဖြစ်တော့မှမို့လို့ပဲရှင်တို့လိမ့်မနေနဲ့ဒါကချင်းချောက်တာပဲမလိမ့်ပါဘူးအကျွေးစာချုပ်မှာပေါင်တန်ပစ္စည်းနေရာကိုတေချာကြည့်လိုက်လေခင်ဗျားတို့ဆိုင်အသိမ်းခံရတော့မယ်အတော်သုံးကလမ်းဖြန့်သွားတယ်ဘာဆိုင်ပေါင်ထားတယ်ဟုတ်လားလင်းကော်ဖူရှင်ဘာတွေလုပ်ထားတာလဲလင်းတထေးကခေါင်းကိုပိုက်ပြီးကျမ်းပြင်ပေါ်ထိုင်ချလိုက်တယ်လောင်းကစားဝိုင်းမှာအရင်ပြန်ရမလားဆိုပြီးအကုန်သွားပုံလိုက်တာတပြားမှမကြံတော့ဘူးဆိုင်လဲပါသွားပြီရှင်ကလူမဆန်တဲ့ကောင်အတုံးမကျတဲ့ကောင်ကျမတို့တစ်သက်လုံးရှာထားသမျှအကုန်ဖြက်စီးပစ်လိုက်ပြီနောက်တနေ့မှာတော့ဖူမန်ကဲဆိုင်ကြီးကိုရဲတွေလာရောက်ချိတ်ပိတ်သွားပါပြီဘေးနားကကြည့်နေတဲ့လူအုပ်ကြီးကလည်းဝိုင်းပြီးလှောင်ပြောင်ကြတယ်တစ်ဖက်မှာလင်းချန်ရဲ့ဆိုင်လေးကတော့လူတွေကြိတ်ကြိတ်တိုးစီကားနေပြီးစီးပွားရေးတွေအရန်ကောင်းနေတယ်ဖူမန်ကဲဆိုင်ကြီးချိတ်ပိတ်ခံလိုက်ရတဲ့အကြောင်းညီမလေးကလာပြောပြတော့ဧည့်သည်တွေကပါဝိုင်းပြီးထောက်ခံကြတယ်သူတို့ကဟင်းအရသာကိုဂယုမဆိုင်ပဲကောက်ကျစ်တဲ့နီလန်းတွေကြီးတုံးနေတာကိုဒေဝါလီခံရတာမဆန်းဘူးအကျွေးတွေပက်လဲဝိုင်းနေတဲ့လင်မယားနှစ်ယောက်လုံးအလွတ်ကြီးဖြစ်နေတဲ့အိမ်ထဲမှာပုံနေရတယ်အပြင်ဘက်မှာလည်းအကျွေးလာတောင်းတဲ့လူတွေကတကားကိုဝိုင်းထုနေကြတယ်ဒုက္ခပါပဲဆိုင်လည်းမရှိကားလည်းမရှိနေတိုင်းအကျွေးလာတောင်းခံရတဲ့ဒီအိမ်လေးပဲကျန်တော့တယ်ဒီအိမ်လေးလည်းမရှိတော့ဘူးငါအရင်ပြန်ရမလားတွေးပြီးလောင်းကစားထက်လို့ရင်အိမ်ကိုပါထပ်ပေါင်လိုက်တာအကုန်ရှုံးသွားပြီဘာဘလို့လို့အကုန်သွားရတာလဲရှင်တကယ်ယူနေပြီလားဒါငါတို့အိုစာမင်းစာနေရမယ့်အိမ်လေးရှင်လူမဆန်ဘူးငါ့ကိုတက်ပါတော့မငိုနဲ့တော့ကောင်းကင်ကြီးပြိုမကျသေးပါဘူးငါတို့မှာတားတယောက်ရှိသေးတယ်လေချက်ချင်းပဲတားဖြစ်သူစီဗီဒီယိုကောခေါ်လိုက်ကြတယ်တားလေးမင်းကဥရောပမှာမီရှယ်လင်3ပွင့်ဆိုင်စဖို့မှုကြီးတောင်ဖြစ်နေပြီလားအရန်ကုန်ယူတာပဲဒါပေါ့တကဘာလုံးမှာ3ပွင့်ရတဲ့သူလက်ချိုးရည်လို့ရတယ်အိမ်ကဘာကိစ္စရှိလို့လဲဖေဖေတားရီအဖေတို့တော့ဒုက္ခရောက်နေပြီဟိုကောင်လင်းချန်ဆိုတဲ့ကောင်ကြောင့်ငါတို့ဆိုင်ရောအိမ်ရောအကုန်သိမ်းခံလိုက်ရပြီအဖေတို့တော့လမ်းဘေးရောက်နေပြီတားရဲ့လင်းချန်ဟုတ်လားစဖို့မှုအမိခံထားတဲ့ဘာမှမဟုတ်တဲ့ကောင်ကငါမိသားစုကိုလာနိုင်ကျင့်ရဲတယ်ပေါ့စိတ်ချအဖေကျွန်တော်အခုချက်ချင်းတရုတ်ပြည်ကိုပြန်လာခဲ့မယ်တကယ်စဖို့မှုအစ်စ်ဆိုတာဘာလဲသူတေချာသိစေရမယ်တိတ်မကြခင်မှာပဲလင်းချန်တို့မောင်နှမဆိုင်မှာဧည့်သည်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ဟင်းချက်နေကြတော့ဆိုင်တကားပွင့်လာပြီးဦးလေးသုံးနဲ့အတော်သုံးဝင်လာတယ်လင်းချန်မင်းရဲ့ကောင်းစားတဲ့နေ့ရက်တွေစုံကန်းတက်ပြီးကွာငါသားတရုတ်ပြန်ရောက်နေပြီဟာ